ဒီနေ့အမြင်သားကကောင်မလေးတိုင်းကိုဖြက်စီးချင်တဲ့အပေါင်းစင်ဖောက်ပေးချင်တယ်အတီတောင်းခိုင်းတဲ့ကောင်မလေးကိုဆိုရင်သူယူမှာမဟုတ်ဘူးတဲ့အလကားရတဲ့ကောင်မလေးနဲ့ပဲသူတွဲမှာတဲ့လောကမှာဘာလူမျိုးမဆိုရှိရနော်အခြားလူကဘာလုပ်ချင်တာလဲသူပါအတွေးမျိုးလဲရှောင်းလို့မရအောင်တားလို့မရအောင်ဆိုပေမဲ့ကိုပါလာစီးဆောင်လို့ရတယ်ကိုပါလာတန်ဖိုးထားရမှာအကြောင်းမလို့ဒီနေ့ story ရောဘယ်လိုဖြစ်သွားလဲခင်မဝဲအသေးစိတ်ပြောပြမယ်ကဲဒီနေ့လာပြင်ပြလိုက်လား let's go ကိုမိသားစုချိန်နေရကောင်းတယ်လို့ပြောမယ်ကိုမအကိုလည်းရှိအမလည်းရှိအဖေမေဆိုရင်လည်းအဆင်ပြေနေတဲ့မိသားစုပေါ့နော်ပြီးရင်ကိုမိသားစုကပညာရှိရဲ့မိသားစုတွေမှာပါတယ်ဒါပေမဲ့ကိုကကြတော့10ရန်အောင်ပြီးတက္ကသိုလ်ဝင်ဆောင်ပွဲအောင်ပြီးတဲ့နောက်ပိုင်းတက္ကသိုလ်ကိုဆက်မတက်တော့ဘူးခင်ဗျားတို့သိရတဲ့အတိုင်းပဲမက်ဆီယိုကာရီနိုင်ငံရဲ့အခြေအနေကြောင့်မလို့ကျောင်းကလည်းဆက်တက်လို့အဆင်မပြေတော့ဘူးဆိုတော့ကိုတို့အတိအမတယောက်အကူညီတောင်းပြီးတော့သူ့ရဲ့စက်ယုံမှာပေါ့နော်အလုပ်ဝင်လုပ်လိုက်တယ်ပေါ့စက်ယုံရောက်တော့ကိုကရုပ်ရည်လဲချောတယ်ပညာကလည်းတက်တယ်ဆိုတော့ marketing အပိုင်းရောက်သွားတယ်ပြီးရင်အဲ့ဒီစက်ယုံမှာပဲဒီနေ့ရဲ့မြင်တာဖြက်စီးကောင်နဲ့တွေ့တယ်အဲ့ဒီဖြက်စီးကောင်ကဒီစက်ယုံမှာပဲသူကကားမောင်းတာ driver ပေါ့ဖြက်စီးကောင်ကအဲ့ဒီရုံးမှာဆက်ဆက်တွေ့ကြရဟင်အဲ့ဒီကောင်ရဲ့ရုပ်လေးကြည့်လိုက်တာနဲ့တော့တွေ့ရဲ့မျက်နှာကစိတ်ပုံမဲ့ရုပ်အချင်းပုံမဲ့ရုပ်ပဲလူတယောက်ကိုကြည့်လိုက်ရင်ဒီကောင်ကကြည့်လိုက်ရင်တွေ့ရဲ့အကြည့်တက်တွေ့ရဲ့မျက်နှာပုံစံလေးကစိတ်တက်ကောင်းလားမကောင်းလားအချင်းရုပ်တာလားမရုပ်လားဆိုတော့တခါလေကြာရင်ပေါ်တယ်ကွာမျက်နှာပုံစံအရာကြည့်လို့ရတယ်ကွာအဲ့ဒီဖြစ်စည်းကောင်ရဲ့မျက်နှာကကြည့်လိုက်ရတဲ့ကိုနဲ့ကြီးမကိုက်ဘူးဆိုတဲ့မျက်နှာပုံစံမလို့သူ့အသိမုန်းတယ်ရေစက်လားဘာလားမသိဘူးဒါပဲလေအစားကသူများကိုမုန်းနေရတယ်အဆင်မပြေဘူးနောက်ပိုင်းကျတော့သူများကိုတောင်ချစ်မိသွားတယ်တကယ်ကြတော့အဲ့ဒီဖြစ်စည်းကောင်ကို TikTok ကနေပြီးတော့မှလာဆက်တွေ့တယ်ဟာဘာလို့ညာလဲအခုမှအစ်စ်ဝင်နေဆိုတော့အဆင်ပြေလားဘယ်တော့ရေးလာအောင်မြောင်းတူးတော့ပဲဟေးအဲ့ဒီဖြစ်စည်းကောင်အခုစကားပြောရင်းနဲ့နည်းနည်းချစ်မိလာတာလားလို့တိတ်မကြောက်အလောက်ထွက်ပြီးတဲ့အလောက်ထုတ်ခံရတာပြောမဆိုရင်သူများနဲ့ပြဿနာဖြစ်တာပစ္စည်းခွာလားဘာလားတော့မသိဘူးသူ့ရဲ့အကျင့်စာရိတ်တာကြောင့်မလို့ပဲ तू ကအလောက်ထုတ်ခံလိုက်ရတယ်သူ့မေးတယ်ဘာလို့လဲပေါ့မဟုတ်ဘူးဒီမှာလေငါတို့အလုံးမှာအတူတူအလုပ်လုပ်တဲ့ကောင်လေ तू ကငါ့ကိုလောက်တာဟမ် तू ကငါ့ကိုကြံဖန်ပြီးတော့မှအလုပ်ထုတ်ခံရတာတဲ့ငါအလုပ်ထုတ်ခံရတာကငါကြောင့်မဟုတ်ဘူးနော်အကောင်လုံးကသူများငါ့ကိုကြံဖန်ပြီးတော့မှလုပ်သွားတာပေါ့နော်သူ့ယုံလိုက်တယ်ဒီမှာနေ့တိုင်းသူနဲ့စကားပြောနေတယ်ဆိုတော့ကိုတို့စိတ်ယုံမှာဆိုရင်အတိအမနဲ့အတူတူနေတယ်လေ तू ကကို့အလုပ်တွင်းပေးလိုက်တာလေအဲ့ဒီအမနဲ့အတူတူနေတယ် तू အတိအမလို့ပဲခေါ်လိုက်မယ်နော်အတိအမနဲ့အတူတူနေတယ်ဆိုတော့ तू သိမှာပေါ့နေ့တိုင်းအဲ့ဒီဖြစ်စည်းကောင်နဲ့ဆက်တွယ်နေတာလားဖုန်းပြောနေတာလေအများတန်းအလုပ်ထွက်တာတော့မှဖုန်းပြောနေဟဲ့နေမဟုတ်တော့တဲ့ညီမလေးအဲ့ဒီဖြစ်စည်းကောင်နဲ့ဆက်တွယ်နေရလားအဲ့ဒါလူကောင်းမဟုတ်ဘူးနော်အရင်တော့ဆိုရင် तू X ကလည်း S ရုံမှာပဲလှုပ်တယ်နော်ပြောလိုက်မှပဲအော် तू X တိတယ်လေအဲ့ဒီကောင်မလေးသူ X နဲ့အရင်တော့စက်ရုံမှာအလုပ်တူတူလုပ်တဲ့အချိန်အများနဲ့ဟိုတယ်ပညာကြီးတွားတယ်ပေါ့သူကလည်းသူ X ကိုအရင်ဖြစ်စီခဲ့တယ်ပေါ့ဟေးဟုတ်လားပေါ့နော်တဖြည်းဖြည်းနဲ့တတိမိလာတယ်သူ X ကလည်းအခုကိုနဲ့အတူတူစက်ရုံမှာလှုပ်နေရလေတကယ်ကြတော့သူ X ကကိုတို့ရုံးမှာပေါ့နော်ရုံးခန်းမှာဆိုရင်ထမင်းစားချိန်ပါညာဆိုရင်အကုန်လုံးအတူတူစားတယ်လေသူကပြောနေဖြစ်စီကောင်ရဲ့ X ကအခြားတငယ်ချင်းနဲ့ပြောနေတာပေါ့ဒီမှာအဲ့ဒီဖြစ်စီကောင်ကလေငါ့ကိုအခုလာဆက်တွယ်နေသေးတယ်ငါ့ကိုမမိတ်နိုင်လားမသိဘူးငါနဲ့ပြန်တွဲဖို့လာပြောနေတယ်တဲ့အဲ့တော့ကိုလည်းအဲ့ဒီအခန်းမှာပဲသူ X အဲ့ဒီစကားလာပြောတော့ကိုကြားသွားတယ်ဖြစ်စီကောင်တွားမေးတယ်ဖြစ်စီကောင်နည်း X ပြတ်သွားပြီဆိုနေကဘာကြောင့်နဲ့ X ကိုမမိတ်နိုင်တရလားနေကပြန်တွဲချင်တရလားဒီလိုရှိတယ်ပေါ့နော်ကိုအကုန်လုံးပြပြလိုက်ကြမဟုတ်ပါဘူးဟမ်ဘယ်နဲ့သူက shop ပြောနေရပါတယ်ခဏလေးတည်းငါသူ့ကိုသွား stay လိုက်အောင်မယ်တဲ့ဖြစ်စီကောင်ကသူ့ X ကိုပြန်သွား stay တယ်ငါနဲ့ကိုမမိတ်နိုင်တာပဲချင်းမမိတ်နိုင်ရလဲတယ်ဗာညာနဲ့သူသွား stay လိုက်တော့ကိုပြန်ကျင်နဲ့လိုက်တလားလို့သူနဲ့စကားပြန်ပြောလာရင်နော် तू ကအချမ်းမှာပြင်မှာလှုပ်လို့မဟုတ်လားကိုတို့ရုံးမှာစက်ရုံကနေပြီးတော့ तू အလုပ်ထုတ်ခံလိုက်ရပြီကိုကပရက်ဆိုရင်အမဘတ်ကားပညာစီးပြီးတော့ကိုတငယ်ချင်းရှီသွားလေတယ်ကွာကိုတငယ်ချင်းလေးတီမြို့မှာပဲအခြားရုံးမှာ तू အလုပ်လုပ်တယ်ပေါ့နော်တကယ်ကြတော့ညနေ4 နာရီလောက်ရှိနေပြီကိုကလည်းအပြင်မှာပဲဘတ်ကားစီးမလို့ပေါ့နော် तू နဲ့အများကြီး easy လေးဖြစ်နေရလေကိုကခဏလေးတဲ့အခုပဲမှာလဲငါလိုက်ဖို့မယ်တဲ့အပြင်မှာဒီမှာစုံတွေ့ပြီနော်အပြင်မှာချင်းတွေ့တဲ့ဘောပဲအပြင်မှာတွေ့ပြီပေါ့နော်ကိုလိုက်ပို့ပါညာပေါ့နော်ညနေမိုးချုပ်တော့မယ်ပေါ့နော်9 နာရီလောက်ရှိနေပြီအဲ့ချိန်မှာဆိုရင်6 နာရီခွဲလောက်မိုးချုပ်တယ်ကွာခဏလေးနဲ့ငါနဲ့တနေရလိုက်သွားအောင်နဲ့အဲ့ဒီဖြက်စီကောင်ကကိုခေါ်တယ်ဘယ်တော့မှလဲဆိုတော့ဟိုနာပေါ့နော်ငါတကယ်ချင်းရှိရပေါ့နော်ငါသွားပစ္စည်းသွားယူစရာရှိရပေါ့မိုးချုပ်မှာလားကြာမှာလားမကြောက်တဲ့အမှန်ဆိုရင်အဝေးကြီးပဲဟိုရောက်တော့မိုးချုပ်နေပြီအဲ့ဒါကိုသူကကိုတခုကျွေးလိုက်တာပေါ့ပါစားမှလဲဝတ်တာတို့စားမှလားဗာလဲအပူရှာပူလားပေါ့နော်ကိုတခုကျွေးပြီးမှကိုအဆောင်စက်ရုံပြန်လိုက်ပို့စက်ရုံရောက်တော့လဲတော်တော်မိုးချုပ်နေပြီကွာဘယ်လိုပဲပြောနောက်ဆုံးကိုအိမ်ရောက်တော့လိုက်ပို့လိုက်တာပဲယုံမိသွားရင်တော့တိတ်မကြဘူးတွဲပြီသူနဲ့တွဲခါစပဲရှိသေးတယ်နော်တလားတော့မရှိသေးဘူးတိလားအမြဲတမ်းဖဲကြွားရိုက်ဖို့ပဲပြောတယ်တော်တယ်လို့ကိုတန်ဖိုးထားတဲ့ကောင်မလေးကွာသူနဲ့တွဲပြီဆိုတော့ကိုနဲ့အတူတူနေတဲ့အတိအမတိမှာပဲလေနေကအဲ့ဒီဖြက်စီကောင်နဲ့တွဲနေရလားဖြက်စီကောင်ကဒီလိုအချင်းရှိတယ်အမပြောပြတာနေဘာလို့သူနဲ့တွဲနေရလဲအမတခုပြောပြမယ်နော်အရင်တော့ကဒီအမစိတ်ယုံထဲကသူ X နဲ့တွဲတဲ့အချိန်သူဘလို့ဖြစ်စီးခဲ့တာလဲနဲ့တိလာဟိုတယ်လဲတွားတယ်ပြီးရင်တို့ညပြတ်တော့မဲ့အချိန်တို့ဓာတ်ယူပြီးတော့သူ X ကိုချင်းချောက်သေးတယ်နော်အဲ့ဒါအမအရင်တော့မပြောပြဘူးဆိုတော့ကိုပါလက်နော်ဓာတ်နဲ့တို့မျိုးတော့ချင်းချောက်လာလားကိုပါလက်နော်လန့်ပြီးတော့တို့ဘလော့လိုက်မယ်ပေါ့အစုံလည်းမတွဲတော့ဘူးနော်တလားတော့မရှိသေးဘူးလေသူနဲ့တွဲတာတို့ဘလော့လိုက်ရောကိုကအစကတည်းကစိတ်ပြတ်သားတဲ့ထမမပါဘူး4-5 ရက်လောက်ပဲ
သူ့ဘလော့ပြန်ဖြေလိုက်တယ်ဘလော့ဖြေပြီးတော့သူကိုတောင်းပန်တာပေါ့အားလုံးကိုသူများပြောတော့ဘာလို့ကြောင်းတာလဲဘာလို့သူခဏလေးလာတွေ့ပေးပါအောင်သူကားနဲ့လာကြိုးမယ်ဆိုတော့ကိုကိုစိတ်ယုံမှလာကြိုးတယ်ကိုကလည်းမပြတ်သားနိုင်သေးဘူးလေသူပြောတဲ့ဟာသူဘယ်လို reason မျိုးရှာမှလဲငါတို့ညောက်ဆက်တွဲဖြစ်အောင်မလားပေါ့နော်ဆက်တွဲချင်တယ်ကွာအမှန်ဆိုရင်ကားပေါ်တက်လိုက်တော့သူတကူအမြန်ကိုနဲ့ကောင်းကောင်းပြောမှလားပေါ့ကိုအတင်းဖဲကြိုက်လိုက်တယ်အမ်ပေါက်စင်ပါဖောက်ပေးလိုက်တာကိုကပြောမယ်ဆိုရင်ကိုကိုတန်ဖိုးထားရလို့ကွာကိုအိမ်ကအစင်ပြေးထဲမှာပါတယ်ခင်မီတဲ့ထဲမှာပါတယ်ဆိုပေမဲ့အမ်ပေါက်စင်ဖောက်ပေးလိုက်တော့ကိုစိတ်ထဲမှာသူမျိုးဖြစ်သွားတယ်ဟဲ့အမ်ပေါက်စင်ဖောက်ခံလိုက်ရပြီလားဘလို့လဲပေါ့နော်အဲ့ဆိုရင်လည်းငါ့ကိုယူမရမယ်အခုငါအိမ်ကိုဖုန်းဆက်လိုက်ငါတို့ညခိုးပြေးပြီလို့ပြောပေးလိုက်လို့ဟဲ့ကလေးလေးရေငါတို့အခုမှပဲပတ်စံရှာမယ့်အရွယ်ဖြစ်နေအဲ့တော့ငါ2ယောက်လုံးက23နဲ့ပတ်စံရှာမယ့်အရွယ်ဖြစ်နေတာဘလို့မှအဆင်မပြေဘူးတိလားငါတို့ပတ်စံတေချာရှာမယ်ဘဝအဆင်ပြေမှပဲငွေရေးကြေးအဆင်ပြေမှပဲယူရအောင်တော့အခုယူရင်အဆင်မပြေဘူးတဲ့ကိုနီးလန်းမျိုးစုံနဲ့ချော့ကိုယူမယ်လိန်ပြောပြီးတော့နော်ကိုအမ်ပေါစင်ဖောက်ပေးပြီးတော့ကိုကဆက်ရုံမှာစဉ်းစားတယ်ပေါ့ဟေးအမ်ပေါစင်ဖောက်ခံလိုက်ရပြီဘလို့လုပ်မှလဲဒီဆက်ရုံမှာငမနေကျွန်တော်ငါအိမ်ပြန်တော့မယ်ပေါ့အလုတ်ထွက်လိုက်တယ်အိမ်ပြန်ပြီးတော့ကိုအိမ်နဲ့ပြောလိုက်တယ်ဒီမှာအဲ့ဒီဖြက်စစ်ကောင်နဲ့ကိုတွဲလိုက်ပြီးအမ်ပေါစင်ဖောက်ခံလိုက်ရပြီလို့ကိုငငယ်ကပြဿနာမျိုးစုံဘာကိစ္စပဲဖြစ်အိမ်နဲ့တိုင်ပြနေကြပဲလေကိုအရင်စိတ်တော်တာပဲအဲ့လိုကောင်းတဲ့နဲ့တွဲစရာလားနဲ့အဲ့လောက်ထအောင်အားလားလူတကောင်နဲ့အဲ့လောက်ထအောင်ယုံလွယ်လေးနဲ့ယုံတာလားကိုကပြောမယ်ဆိုရင်အားတဲ့ထဲမှာပါတယ်ဈေးတွားဝယ်တဲ့အချိန်လမ်းမှာစပိန်နဲ့ဒီဇိုင်းတယောက်ဖြတ်သွားတယ်ညီမလေးလိုက်မလားဒီမှာအရှိမဈေးတွားမလို့ဘာဝယ်မလဲတခါလေးပို့လိုက်မလဲလမ်းရှောက်နေနဲ့ဒီဇိုင်းကိုဒီလိုအချိန်လေးမျိုးမှာခေါ်လိုက်ရင်တောင်ကိုကလိုက်သွားမဲ့လူမျိုးကိုကအဲ့လောက်ထိတုံးအားလို့ပြောမှာပေါ့ကိုအိမ်နဲ့ဆန့်ကျင်တယ်အိမ်ကကျတော့ကိုစူတာပေါ့ကိုအမေကကျတော့ကိုတကယ်လေပြင်းအောင်ညှစ်ချင်ပြီးထင်တာပဲသူ့ရဲ့ကလေးမလို့သူကအဲ့လိုမလုပ်လိုက်တာကိုအသေးလိုက်စုအဲ့ကောင်နဲ့လုံးဝတပုံးတူပေါ့နော်ကိုကကျတော့အဲ့တောင်ကြိုက်ပြီးတော့ဆိုရင်တေးရကြရင်ယူမှာပဲနင်တို့တဘောမတူရင်လေငါယူမယ်ပေါ့နော်သူနဲ့ဖဲတောင်ကြိုက်ပြီးတော့လေဖဲကြိုက်ပြီးတော့ဆိုရင်ယူရမှာပဲလေကိုရဲ့အတွေ့အအဲ့လိုမျိုးပေါ့ငါပြင်မှာတော့မချင်းတွေ့ဘူးငါအိမ်မှာပဲနေမယ်သူလာတောင်းတဲ့အချိန်ငါစောင့်နေမယ်ပေါ့နော်ကိုရဲ့အတွေ့အအဲ့လိုမျိုးပေါ့အိမ်ကဘယ်လိုလုပ်တဘောတူမှာလဲနင်ကအဲ့ကောင်နဲ့တွဲမယ်ဆိုရင်နင်ဘာမှမရဘူးနော်အဲ့ကောင်နဲ့မတွဲဘူးဆိုရင်နင်လိုချင်တဲ့ဟာတွေအိမ်အကုန်လုံးဖြစ်စီပေးမယ်နင်စိုင်ဖွင့်မှာလားဘာလို့မှာလားအကုန်လုံးဖြစ်စီပေးမယ်နင်အဲ့ကောင်နဲ့ယူမှာဆိုရင်အိမ်ကနင်ကိုဘာမှမပေးဘူးပြီးရင်ယူချင်တယ်ဆိုရင်လာတင်တောင်းရမယ်မင်္ဂလာဆောင်ကိုဆောင်ပေးရမယ်ပေါ့နော်အကုန်လုံးလှုပ်ပေးရမယ်ဖြက်စီကောင်ကကျတော့အဲ့ဒါတွေဘာမှမလုပ်ပေးချင်ဘူးလေအလာကားရှာတဲ့ဟာပဲသူလိုချင်တာတောင်းရမယ်မိမဆိုတော့သူမယူဘူးတဲ့ဒါပေမဲ့အချိန်ကိုမသိသေးဘူး तू ကလာတင်တောင်းမယ်ဆိုတော့ကိုလိန်ခါလေကိုကအိမ်မှာစောင့်နေတာဒီအချိန်ထိကိုအိမ်ပြန်လိုက်တဲ့အချိန်ထိမိသားစုနဲ့ပြဿနာချပြီးတဲ့အချိန်ထိဆိုရင် तू နဲ့တွဲလာတာက2လပေါ့နော်ပထမဦးဆုံးအဖြေပေးလိုက်တာနဲ့ဂျားမှာခဏလေးပြက်လိုက်တာနဲ့ဒီချိန်ထိဆိုရင်2လပဲရှိသေးတယ်အိမ်ပြောတဲ့ဟာကနားမထောင်ဘူးကိုကလည်းပြင်မပြောဘူးနားမဝင်ပြင်မပြောပေါ့ဒါပေမဲ့ပေါ်တင်တော့အိမ်ရှိမှာ तू နဲ့မဆက်တွယ်နဲ့လေဟုတ်တယ်မလားအိမ်မှာညဆိုရင်ကိုကအဲ့ဒီဖြက်စီကောင်နဲ့ဖုန်းဆက်တယ်မဟုတ်လားတကယ်ကြတော့ကိုအကွာတိသွားရောနင်ကအကောင်နဲ့ဘာလို့ဆက်တွယ်နေသေးတာလဲအိမ်ကတဘောမတူဘူးလို့ပြောပြီးသားလေအိမ်ကတိသွားတော့ကိုအကွာကိုဘယ်လိုလုပ်ရမှာလဲမသိဘူးကွာနင်အကောင်နဲ့ဆက်တွယ်အောင်မလားနောက်ဆုံးအားလုံးကကိုဖြစ်အားတွေပေးတော့ကိုကဓာတ်နဲ့ပါအိမ်ကိုချင်းချောက်တည်တို့ကိုပဲမင်္ဂလာဆောင်ပါတို့ကိုပဲယူမဓာတ်နဲ့ပါချင်းချောက်တည်အိမ်ကလည်းဘာမှမတတ်နိုင်ဘူးလေဒီတိုင်းပဲလွတ်ထားတာပေါ့အိမ်မှာနေရင်ပြီးရောကွာအိမ်ကဒီလိုနော်လို့ဖြက်စီကောင်ကိုပြောပြရတယ်နော်ဖြက်စီကောင်ကဟဲ့ဘာတော့အဲ့လိုထိဖြစ်စရာလို့လားမင်းတို့အိမ်ကရွှေတွေဖွက်ထားလားဘာတွေဖွက်ထားလဲကိုအိမ်ကိုပါစော်ကားလိုက်တယ်လားဒါပေမဲ့အဲ့တော့ကိုဘာမှမသိဘူးလားအဲ့လိုဘာလို့လဲ तू လည်းဆက်တွဲသေးတယ် तू ကိုစောင့်နေသေးတယ်တဖြည်းဖြည်းနဲ့ကိုတတိယလာတကူက तू ပြောင်းလဲလာတယ်အရင်တော့ဆိုရင်အများရန်ကိုဖုန်းခေါ်တယ်အခုကကျတော့ကိုပဲဖုန်းခေါ်ရတော့တယ်ကိုပဲသူ့အရင်ဆက်တွဲရတော့တယ်ကိုအရင်ဆက်တွဲတာကလည်း तू ကစိတ်မရှိသလိုမျိုးပေါ့တကယ်ကျတော့အမတယောက်ကိုအမ message ပို့လာပေးတယ်ဖြက်စီးကောင်နဲ့ဘာပတ်သက်တာလဲတဲ့အဲ့ဒီအမကဘာတူလဲဆိုရင်အရင်ကစိတ်ကြုံထဲကအမပဲသူ့ကိုနံပါတ်2လို့ပဲခေါ်လိုက်မယ်ကိုရိတ်မိလာတယ်ပေါ့သူအဲ့လိုလာမေးရဆိုရင်ဖြက်စီကောင်နဲ့ဂျားမှာတခုရှိလို့ပဲအဲ့ဒီအမကိုနဲ့လည်းတိတယ်ကွာစက်ရုံမှာအတူတူအလုပ်လုပ်တယ်ဆိုတော့အရင်ခင်တဲ့ထဲမှာတော့မပါဘူးအဲ့ဒီနံပါတ်2အမကအရင်တော့စက်ရုံထဲမှာဆိုရင်နည်းနည်းချောရယောက်ျားလေးပေါ့နော်နည်းနည်းချောရအဲ့လိုကောင်လေးအစင်လေးဆိုရင် तू ကအကုန်လုံး easy လေးလိုက်လို့တာသူ့ရဲ့အကြောင်းကကိုသိပြီးတာဘာမှမပတ်သက်ပါဘူးလို့ကွာလည်းအဲ့လိုပဲပြောလိုက်တယ်ရိတ်မိသွားပြီသူတို့မြောက်ကြားထဲမှာတခုခုရှိနေတယ်ဆိုတာကိုဖြက်စီကောင်ကမေးတယ်နင်တို့ကဘာတွေတော့နင်တို့ကဘာလဲနင်တို့ဖောက်ပြန်နေရလားပေါ့နော်အရင်ကတည်းကကိုတတိထားမိတယ်ပေါ့နော်အဲ့ဒီဖြက်စီကောင်ရဲ့ဖုန်းထဲမှာပေါ့နော်သူ့ရဲ့ TikTok ထဲမှာဝင်ကြည့်လိုက်တော့အဲ့ဒီနံပါတ်2အမတို့ဘာလို့ group ဖွဲ့ထားတာရှိရလဲဖြက်စီကောင်ရဲ့အဲ့ဒီနံပါတ်2အမရဲ့ပြီးရင်ဖြက်စီကောင်ရဲ့တကယ်ချင်းရဲ့3ယောက်ပဲ group ရှိရဲ့ဘာကိစ္စနဲ့ group ရှိတာလဲပေါ့နော်အဲ့တော့ကကိုအများကြီးမတွေးဘူးနော်မစင်စားမိဘူးအခုချမှပဲပြန်တတိမိလာတယ်အရင်တော့ကလည်းတို့ group ဖွဲ့ထားတယ်တို့အရင်ခင်တာလားကြားထဲမှာတခုရှိမှာပဲဝင်မခံဘူးအဲ့ဒီဝတ်တုံးမအောင်ငါကြိုက်ရလားသူများကိုဝတ်တုံးမရေပြောသေးရဲ့တိလားသူများကိုလည်းပြောမှဆိုရင်ဖဲရိုက်သေးရဲ့ဖြက်စီးသေးတယ်နောက်ွယ်မှာကျတော့လေအဲ့ဒီဝတ်တုံးမအောင်ငါကြိုက်စရာလားတဲ့ကိုတကယ်ယုံမိရနော်ဘာလို့လဲဆိုရင်အမငါတို့ထက်
ရှင်းနဲ့ကိုနဲ့လောက်ကြီးတယ်ဆိုတော့အေးမဖြစ်နိုင်ဘူးပေါ့ကိုထင်တာကြတော့တိတ်မကြဘူးကိုတက်တော့မှဘလော့လိုက်တယ် excuse me ဘာကိစ္စနဲ့ငါ့ကိုဘလော့လိုက်တာလဲဘာစကားမှလည်းမပြောသေးလားနောက်ရကြတော့စကားပြန်လာပြောတယ်မဟုတ်ပါဘူးတဲ့အဲ့တော့ကိုတောင်းမှမာရဲတဲ့ဘလော့လိုက်တာကဘာအကြောင်းရမှမရှိပါဘူးတဲ့ဒီတိုင်းပဲမနိုင်မိလို့ပါတဲ့ကိုကြောက်တယ်ပဲရှိတာပါတဲ့အခြားလူမရှိပါဘူးတဲ့ကိုပြန်တောင်းမှတာပေါ့ကိုအယုံပြန်တွင်းပေးတာအေးအုံတော့ပြန်ဆေးပေးတာဘလော့ပြန်ဖြီပေးလားဆိုတော့မဖြီပေးဘူးအဲ့လိုပဲယုံကြည်လိုက်တယ်ပြန်ဆက်တွဲတယ်ဖြစ်စီကောင်ကယောက်ျားလေးတာပြောတယ်နော်။ तू ကအလုပ်ရှိရကွာအလုပ်မရှိဘူးနော်။အများရန်ကိုရှိပတ်စံတောင်းတယ်ကွာ။အများကြီးတော့မဟုတ်ဘူး။ဖုန်းပေထည့်ပေးအောင်ပေါ့နော်ဒီမှာ game ဆော့တာဖုန်းပေမရှိတော့ဘူး။ဖုန်းပေတော့မှကိုရှိတောင်းတယ်ဆိုတာစဉ်းစားကြည့်လိုက်လေ။တခါချက်ရင်လည်း9000 8000အဲ့လိုပေါ့။ပြီးရင်သူ့တငယ်ချင်းမှာထည့်ပေးရတယ်ကွာ။ဖုန်းပေကကျတော့အများရန်ထည့်ပေးတယ်။ပြီးရင်အများရန်ကိုရှိလည်းပတ်စံယူတယ်ပတ်စံချီးတယ်။အများကြီးတော့မဟုတ်ဘူး။တခါချင်းရင်3000 4000အဲ့လိုပေါ့။အများရန်ကိုရှိယူတယ်ချီးရကွာ။ကိုကို TikTok မှာ blog လိုက်တဲ့နောက်ပိုင်းသူအရင်ကိုပြောင်းလဲလာပြီးကိုကို SQ မစိုက်တော့ဘူး။ပတ်စံလိုတဲ့အချိန်ဆိုရင်ကိုကိုဖုန်းဆက်ပြီးတော့မှအချိုနဲ့လာတိတ်တယ်ပေါ့။အစင်ပြေတော့ဟုတ်ရန်ဖြစ်လိုက်ပြန် blog လိုက်ရန်ဖြစ်လိုက် blog လိုက်ပြီးရင် blog ပြန်ဖြေလိုက်ရန်ဖြစ်လိုက်ပြန်အစင်ပြေလိုက်ပေါ့နော်တွဲလာတာ9လရှိတဲ့အချိန်ပေါ့နော်ကိုစဉ်းစားတယ်အဲ့လိုလူနဲ့တကယ်ယူမှာလားပေါ့နော်သူကလည်းစူးစမ်းချင်စိတ်မရှိဘူးပြီးရင်ငါ့ကိုလည်း SQ မဆိုင်ဘူးအဲ့လိုလူနဲ့ငါတကယ်တက်လုံးတီးခတ်နိုင်မှာလားလုံးဝသူ့ကို blog လိုက်တယ်ပြတ်မဲပေါ့အဲ့ဒီအချိန်မှာကိုတခုစဉ်းစားမိတယ်အေးအဲ့ဒီနံပါတ်2အမသူ့ရဲ့ account ထဲမှာဝင်ချောင်းကြည့်မယ်ပေါ့နော်အရင်တော့ကသူကိုကိုလာဆက်တွေ့ပြီးတဲ့နောက်ပိုင်းနေအောင်လုံးကစကားနဲ့များထားတယ်လို့ပြောမှာပေါ့သူ့ကို blog လိုက်တယ်အခုကသူ့ကို blog ဖြေပြီးတော့ကိုပြန်ဝင်ကြည့်လိုက်တော့သူများပုံတင်ထားတယ်ဖြက်စီးကောင်နဲ့နံပါတ်2ရိုက်ထားတဲ့ပုံတင်ထားတယ်အစားဖြက်စီးကောင်ကို blog လိုက်မလားချက်ချင်းသူ့ကို blog ဖြေပြီးတော့သူ့ကိုပညာလေးပြန်ဆက်တွေ့နင်းနဲ့အဲ့ဒီနံပါတ်2နဲ့တွဲနေကြရင်မဟုတ်လားပုံတင်ထားငါတွေ့ရနော်အော်နင်ကြည့်ပြီးဆိုတော့လည်းနေမလိန်တော့လေငါတို့နှစ်ယောက်ကeasy clip ဖြစ်တာကြာပြီနင်ငါ့ကိုအဖြေပေးပြီးတာတိတ်မကြဘူးကြရ easy clip ဖြစ်နေတာဘယ်ချိန်အတီတွဲလိုက်ရလဲဆိုတော့ကိုအတင်းဖဲရိုက်ပြီးတော့တိတ်မကြဘူးကိုအလောက်တော့မထွက်သေးဘူးအဲ့ချိန်ကလေးကတို့နှစ်ယောက်တွဲနေပြီ excuse me ပေါ့မင်းတို့နှစ်ယောက်ကငါ့ကိုလူလို့ထင်လို့လားဘသူကမှမချိန်နဲ့ဘူးအဲ့ဒီဖြစ်စီကောင်လည်းမချိန်နဲ့ဘူးအဲ့ဒီနံပါတ်2အမကိုလည်းလုံးဝမချိန်နဲ့ဘူးဖြစ်နေရနင်တို့တကယ်ချက်လားဆိုတော့အဲ့ဒီဝတ်တော့မကိုတော့အဲ့လောက်ထိမချစ်ဘူးမင်းကိုချစ်တယ်တဲ့ excuse me သူများနဲ့လည်းတွဲသေးတယ်သူများကိုလည်းအဲ့လိုပြောသေးရဲ့ဒါပေမဲ့အဲ့တော့ကိုဒေါ်ရတော်တော်ကြီးနေပြီကွာဘသူမှမချိန်နဲ့ဘူးနင်အဲ့ဒီနံပါတ်2အမကိုချစ်မိတာနင်မှမျက်လုံးကန်းနေရလားအဲ့ဒီနံပါတ်2အမကရှိတယ်မြအစင်နဲ့အကောင်လုံး easy လေးလောက်တာမင်းတယောက်ထဲနဲ့ပဲမဟုတ်ဘူးဆိုပြီးတော့ကိုကလည်းဒေါ်ရထွက်ရင်လည်းလေအဲ့ဒီအမကိုအောက်ဖဲလန်လိုက်လို့ပြောမှာပေါ့ဒီကိစ္စကိုတိသွားပြီးပြဿနာချပြီးဆိုပေမဲ့ကိုကမကြည့်တော့ဘူးကွာသူကိုဖုန်းချလိုက်တယ်ဆိုရင်လည်းကိုအမြဲတမ်းသူ့ကိုစာပို့နေတယ်မင်းတို့နှစ်ယောက်မင်းတို့တကယ်ပြောနိုင်တွဲပေါ့အဲ့လိုမကြည့်တဲ့စာမျိုးပေါ့ပြန်လာပါတောင်းပန်ပါတယ်အဲ့လိုစာမျိုးတော့မဟုတ်တင်းကြတော့အဲ့ဒီနံပါတ်2ကိုဖုန်းဆက်လိုက်ဘာဖြစ်လို့သူ့ကိုသူ့ယောက်ျားရတယ်ဘာဖြစ်လို့အဲ့ဒီဖြစ်စည်းကောင်ကိုဆက်တွေ့တည်းရလဲတဲ့ excuse me ပေါ့မရေနင်တို့နှစ်ယောက်ကဖောက်ပြန်ထားတာမင်းတို့နှစ်ယောက်ကစနိုက်ထားတယ်နော်နှစ်ယောက်လုံးကအတဲတန်ပြန်ရှန်ဖြစ်တာပေါ့နံပါတ်2အမနဲ့ရှန်ဖြစ်ပြီးတော့နှစ်ယောက်လုံးကိုဘလော့လိုက်ပြီဒါပေမဲ့ကိုကမချင်နဲ့ဘူးအဲ့တော့တကယ်မချင်တဲ့စိတ်နဲ့4-5ရက်လောက်ပဲအဲ့ဒီဖြစ်စစ်ကောင်ကိုပြန် block ဖြီးပြီးတော့သူ့ကိုစာပြင်ပို့တယ်မင်းတို့နှစ်ယောက်တာယာနိုင်တော့တာယာပေါ့ဟမ်နင်သမီးမွေးပါစေအေးစာရပြန်ပို့နေပြီတောက်လျှောက်စာပို့ကိုကဖြစ်စစ်ကောင်ကိုပြန်စာပို့ဖြစ်စစ်ကောင်ကကျတော့ကိုကိုပြန်ဖုန်းဆက်တယ်ပေါ့တလင်းဖုန်းဆက်ရင်လည်းကိုကမကင်ဘူးအေးမကင်ဘူးဆိုပေမဲ့နောက်ရက်တရက်နေလောက်ဆိုရင်ကိုကပြန်ဒေါ်လာထွက်ပြီးတော့သူ့ကိုပြန်စာပို့ပြီးစာပဲပို့တယ်ဖုန်းတော့မဆက်ဘူးပေါ့နော်အေးသူဖုန်းဆက်နိုင်လဲကိုမကင်ဘူးအဲ့လိုမျိုးဖြစ်နေရပေါ့နော်အဲ့ဒီနံပါတ်2အမှားကျတော့ကိုကအမြဲတမ်းအဲ့ဒီဖြစ်စစ်ကောင်ကိုစာပို့လို့တဲ့ကိုစာအများကြီးပြန်ပို့ထားတယ်။သူစာပို့လာတယ်ဆိုတော့ကိုကသူ့ဘလော့ထားတယ်လေ။သူဖုန်းဆက်လို့မရဘူးဒါပေမဲ့ message ကကျတော့တစ်ခုနှစ်ခုကကျတော့အဲ့လိုဝင်လာတယ်။စာရီပို့လာများလို့ဆိုပြီးတော့ကိုကလည်းသူ့ဘလော့ဖြီးပြီးတော့အဲ့ဒီနံပါတ်2အမှလည်းနောက်တစ်ခေါက်ပြန်ရန်ဖြစ်ရောရန်ဖြစ်ပြီးတော့အဲ့ဒီဖြစ်စစ်ကောင်ကကိုပြန်လာဆက်တွေ့တယ်ဖုန်းကိုင်ဘာလို့အဲ့ဒီဝတ်တော့မနဲ့ရန်ဖြစ်တာလဲမင်းတို့နှစ်ယောက်ကရှုပ်တယ်အေးကိုအပြစ်ပြန်တင်ပြန်ပြီငါနဲ့ကိုစာပို့တာလဲငါမတင်တာကြောင့်မလို့လေနင်ကဖုန်းဆက်ထားတာရောနင်တို့မပြောင်းလားဆိုတော့ तू ကအဲ့ဒါတွေမမြင်ဘူးတဲ့နင်ကကိုပို့ထားတဲ့စာပဲ तू မြင်တာတဲ့အဲ့ချိန်မှာကိုနားလဲသွားတယ်အဲ့ဒီအပုတ်ကအဲ့ဒီဖြစ်စစ်ကောင်ကနံပါတ်2နဲ့ကိုနဲ့ကြားထဲမှာအေးစင်းနေရမှာမဟုတ်ဘူးကွာအဲ့လိုအပုတ်ကနေကိုထွက်မရမယ်ပေါ့နော်ကိုမချေနိုင်ရင်လဲကိုကထားလိုက်ပါတော့ပေါ့နော်ကိုနားလဲလာတယ်ကွာပြတားနေလိုက်တယ်နော်လုံးဝမဆက်တွေ့တော့ဘူးမင်းတို့ဘဝတာယာနေပါစေပေါ့နော်တိတ်မကြဘူးအစ်စ်ကနေပြန်ဆက်တွေ့လာတယ်အခုကတော့အဲ့ဒီနံပါတ်2အမနဲ့တွဲနေရမှာမဟုတ်တော့ဘူးတဲ့ तू အမကမလေးအတိတ်ရနေပြီအဲ့ဒီကမလေးအစ်စ်နဲ့လေလက်မှတ်ထိုးပြီးတော့ရကွာတရားဝင်လက်မှတ်ထိုးပြီးတော့ကိုကိုအေးပြန်တွဲမှလာတယ်ကိုကိုလည်းပြန်ယူချင်သေးတယ်ရလာတယ် no ပြပြတတာပဲကိုညင်းလိုက်တယ်အေးဟေးလည်းမအတင်းလေးဆောင်ဆန်းချစ်ချင်တာပေါ့နော်ရှာရှည်ချစ်တာပေါ့အဲ့ဒီနံပါတ်2အမကို तू မယူလိုက်ဘူးအခုနံပါတ်3လို့ပဲပြောလိုက်မယ် तू နံပါတ်3နဲ့ယူလိုက်တယ်ဆိုတော့ဟေးအဲ့ဒီနံပါတ်2နဲ့နံပါတ်3ရဲ့ကြားထဲမှာဘယ်လို story မျိုးဘယ်လိုပုံစံမျိုးရှိရလဲငါတော့ရှာရှည်ကြည့်အောင်မယ်ပေါ့အဲ့ဒီနံပါတ်2အမနဲ့စကားပြောမိရောအဲ့ကြမှာနံပါတ်2အမကိုရင်ဖွင့်တယ်နံပါတ်2အမနဲ့ကိုနေကပြစ်စည်းကောင်ကြောင့်မလို့ရင်ဖြစ်ထားတယ်ဆိုရင်လေအရင်တော့ကဘယ်လိုပဲပြောခင်ခဲ့တာပဲလေဟေးညီမလေးနဲ့တိလာတယ်အမတကယ်အခုစနောင်တာရပြီ
ညီမလေးနဲ့ပြဿနာဖြစ်ပြီးတော့ညီမရှိကနေဖြက်စီကောင်ကိုစနိုက်ပြီးတော့တိတ်မကြောက်လေမတို့တွဲတယ်မဟုတ်လားပိုက်ကြီးသွားတယ်ဆိုရင်လည်းအဲ့ဒီဖြက်စီကောင်ကတာဝန်မျိုးတဲ့သူနဲ့ရထားတာမဟုတ်ဘူးပဲညင်းတာတဲ့ပိုက်တင်းအောင်ပြန်လို့ရတယ်ပိုက်တင်းအောင်ပြန်လို့ရတာတော့မှရိုးရိုးလောက်တာတော့မဟုတ်ဘူးတဲ့စိတ်ုံမှာတော့ပြချလိုက်တော့တအိမ်ရဲ့အပြင်မှာဖြစ်နေတယ်တဲ့ပိုက်ကြီးကတဲ့အဲ့ဒါကြောင့်မလို့ခွဲစိတ်ရမှာတဲ့တူတော်လေးကိုခံခဲ့ရတယ်ပေါ့စိတ်ုံပါတက်လိုက်ရတယ်ပေါ့ခန္ဓာကိုယ်ကလည်းအိမ်ကျမ်းမှာရလည်းအရင်ထိခိုက်သွားတယ်တဲ့အဲ့ဒါတင်မကဘူးပြီးရင်ဖြက်စီကောင်ကနံပါတ်2အမနဲ့တွဲနေတဲ့ကြားထဲမှာ KTV ရချက်ကလေးနဲ့လေတဲ့ခဏဖောက်ပြန်တယ်တဲ့ KTV ရချက်ကလေးဆိုတာကတယောက်မက2ယောက်မကနော်ကြီးတာပဲဖြစ်ငယ်တာပဲဖြစ်အသက်မပြည့်သေးတဲ့ကလေးလေးနဲ့တောင်တဲ့သူကဖောက်ပြန်သေးတယ်တဲ့ဖြစ်စီရတဲ့လူမှန်တမန်အန်ပေါစင်ဖောက်လို့ရတဲ့လူမှန်တမန်သူအကုန်လုံးလွတ်ပြစ်တာတဲ့ပြီးရင်နံပါတ်2အမနဲ့တွဲနေတဲ့အချိန်ကိုယ့်ရဲ့မကောင်းချောင်းလည်းပြောသေးရဲ့အဲ့ဒီတမလေးကကြတော့ငါ့ကိုမိတ်နိုင်မှာမဟုတ်ဘူးဘာလို့လဲဆိုရင်ငါကသူ့အန်ပေါစင်ဖောက်ပေးထားတာလေ तू ကတစ်သက်လုံးမိတ်မှာမဟုတ်ဘူးတဲ့ငါ့ကိုတဲ့ तू ကအဲ့ဒါကိုကောင်းယူနေတာအခုကဆိုရင်ငါဒါတို့မယူတာတို့လက်မကြည့်တာငါယူမယ်တခုံးလို့ပြောလိုက်ရင် तू ကချက်ချင်းငါ့ကိုယူမှာတဲ့ဒါပေမဲ့ तू အမနဲ့ကိုကသူ့ကိုယူမှာတဲ့အဲ့ဒါတွေရှောက်ပြောနေတာအဲ့ဒါတင်မကဘူးအရင်တော့တဲ့ तू နဲ့ तू X တဲ့ရိုက်ထားတဲ့ဖဲရိုက်ထားတဲ့ဗီဒီယိုတွေအများကြီးတဲ့နံပါတ် 2အမကိုပြသေးတယ်တဲ့အဲ့ဒါတွေကကျတော့ तू ကိုမပြဘူးနံပါတ် 2အမကကျတော့तू ထင်တာကျတော့အဲ့ဒါတွေအကုန်လုံးပြောပြတာကသူ့ကိုချစ်လို့ပေါ့နော်ဒါပေမဲ့ကိုယ့်ရဲ့အယူအဆအနေနဲ့ကျတော့သူအဲ့ဒါတွေပြပေးတာကနံပါတ်2အမကိုမလေးစားတာလည်းပါတယ်ပြီးရင် तू ကအမြဲတမ်းအပေါက်ကျန်းတယ်ကွာဟဲ့ဘာတော့လာဟမ်ဘာတော့ S ကမအမြဲတမ်းအဲ့လိုပြောလေးစားရှိရနံပါတ်2အမနဲ့လည်းအဲ့လိုအပေါက်ကျန်းတာပဲဒါပေမဲ့ तू ကိုနဲ့စကားပြောရင်ပြောတော့မှအဲ့လိုမပြောရဲဘူး तू ကမပြောချင်တာလားဆိုတော့တခွန်းတော့ तू ကစမ်းကြည့်လိုက်သေးတယ်ကွာပြီးရင်တခါလေကြာရင်ညညပက်ပက်တော့အေးဖဲရိုက်တယ်ဘာညာပေါ့နော်အေးဒီလိုပုံစံမျိုး post မျိုးပါတယ်အဲ့လိုတခါတလေကြာရင် तू ကလာစမ်းတက်ကြည့်တက်တယ်ပေါ့နော်ကိုနဲ့ तू အဲ့လိုလာစမ်းတက်တဲ့အချိန်ညညပက်ပက်လာပြောတဲ့အချိန်ဆိုရင် तू တို့ဆဲပြလိုက်တာနင်ငါ့ကိုဘာလူမျိုးလို့ထင်နေရလဲငါအဲ့လိုအောက်တန်းစားလို့ထင်နေရလားငါ့ကိုဘာကောင်မလေးမျိုးထင်နေရလဲအေးကိုပါကိုအေးစင်းနေပေါ့နော်ကိုကလုံးဝလက်မလျှော့လို့ तू ကိုအဲ့လိုမပြောရဲဘူးအခု तू ယူထားတဲ့နံပါတ်2ကကြတော့နံပါတ်2ရှေ့ကနေပြန်ဆက်လိုက်သွားတယ်နံပါတ်2နဲ့နံပါတ်3ကလည်းကြားထဲမှာပြဿနာအကြီးထားခဲ့သေးတယ်တဲ့နံပါတ်3 line ပေါ်မှာတင်ထားသေးရဲ့တိလားဘယ်လိုစိတ်တက်မျိုးနဲ့ तू တင်ထားလဲမသိဘူးဟေးနံပါတ်2နင်သိလားဖြက်စီကောင်ကလေနဲ့ကိုချစ်လို့နင်နဲ့တွဲတာမဟုတ်ဘူးအရင်တော့ကလေ तू ကအဲ့ဒီကမလေးကိုပြောတာပေါ့အဲ့ဒီကမလေးကိုတာဝန်ယူရမှာစိုးလို့တဲ့ तू ကိုအတင်းဖဲချိုက်ပြီးတော့မှပဲနံပါတ်2နဲ့တွဲတာလေအဲ့ဒီကမလေးကိုအတင်းဖဲချိုက်ပြီးတော့တာဝန်ယူရမှာစိုးလို့နင်နဲ့တွဲတာနင်သိလားတဲ့အဲ့ဒါနံပါတ်3တင်ထားတယ်ပေါ့နော်နံပါတ်2တိအောင် story လေးတင်ထားတယ်ဘယ်လိုစိတ်တက်မျိုးနဲ့ तू တင်ထားရလဲမသိဘူးကိုကအဲ့ဒါတွေကြည့်သွားတော့လေဒေါ်ရာတွေထွက်ပြီးတော့ဘာလို့အဲ့လောက်ထိအောက်တန်းကြအဲ့လောက်ထိယုံစရာကောင်းတာလဲအဲ့ဒီဖြက်စီကောင်ကကိုတိတလောက်ကိုချင်တလောက်တော့ညက်ပတ်တယ်ကိုထင်တယ်လောက်တော့ယုံဖို့ကောင်းတယ်ကွာငါအဲ့ဒီနံပါတ်3အမကိုအရန်တော့ပြောပြချင်တယ်ကွာလို့အဲ့ဒီဖြက်စီကောင်ကဘယ်လိုလူမျိုးလဲဘယ်လိုယုံစရာကောင်းတဲ့လူမျိုးလဲဆိုတာကိုရန်တော့ပြောပြချင်တယ်အဲ့ဒီနံပါတ်2အမနဲ့တိုင်ပင်ရင်းနဲ့ပေါ့နော်နောက်ဆုံးအေးတော်ပြီလို့မပြောတော့ပါဘူးလို့သူများရဲ့ဘဝသူများရဲ့ဝတ်ကြွေးထားလိုက်ပါတော့ပေါ့နော်အခုပြန်စဉ်းစားကြရတော့ဟဲ့ तू ကကိုအဲ့လိုဖြက်စီးခဲ့တာပြောမယ်ဆိုရင် तू တာမရှိရင်ကိုတာအန်ပေါစင်ကွာ तू ကအန်ပေါစင်ဖောက်ပေးခဲ့တာအတင်းအန်ပေါစင်ဖောက်ပေးခဲ့တာအရန်ကိုမကျင်တော့ဘူးပေါ့နော်ပြောမယ်ဆိုရင်ဒါပေမဲ့ထားလိုက်ပါတော့အရင်ဘဝမှာကိုကလည်းသူများရဲ့သားသမီးကိုဖျက်ဆီးထားတာလားပေါ့နော်အဲ့လိုပဲယူဆလိုက်တယ်ဒီကိစ္စပြီးသွားတာအခုချိန်ထိဆိုရင်နှစ်ရှိပြီရီးစားလဲအခုကိုမထားသေးဘူးမထားချင်ဘူးကိုပါပဲအေးစေးနေချင်တယ်အဲ့ဒါကလုံးဝကို trauma တန်ရာတစ်ခုဖြစ်သွားပြီဒါပေမဲ့အခုချိန်ထိလဲကိုမကျင်တဲ့သေးဘူးအဲ့ဒီဖျက်ဆီးကောင်ဒီတစ်သက်လုံးသမီးမမွေးပါစေနဲ့လို့ပဲဆွတောင်းပေးမယ်လို့ကဲဒီနေ့ story ပြီးသွားပြီလူတယောက်ကိုချစ်မိတဲ့အချိန်ကကျတော့မျက်လုံးကလေကန်းနေမှာပဲဒီလူကမကောင်းတော့ဘေးပတ်ဝန်းကျင်ဘယ်လိုပဲပြောကိုကစမ်းကြည့်ချင်တယ်ကွာဘူး撞南墙不回头ပေါ့စမ်းကြည့်ချင်တယ်နောက်ဆုံးသိလိုက်ရမှာပဲအဲ့လူကလောက်ထိယုံဖို့ကောင်းတာလားအဲ့ကြမှာနောင်တရတတ်တယ်ပေါ့နော်ဖြစ်တတ်တယ်ဒါပေမဲ့ပြန်စဉ်းစားကြည့်လိုက်နောက်တစ်ဖက်နဲ့ပြန်စဉ်းစားကြည့်လိုက်ရင်အဲ့ဒါကလည်းကိုယ့်ရဲ့ကံပဲပေါ့နော်ကိုယ်တော်ကံကောင်းသေးတယ်ကွာအဲ့လိုဝတ်ကြွေးကျွတ်သွားတာကိုကိုယ်တော်ကံကောင်းသေးကျွတ်သွားတာကိုကိုယ်တော်ကံကောင်းသေးတယ်လူတယောက်ကိုချစ်မိသွားပြီဆိုရင်ပတ်ဝန်းကျင်ကလူဘယ်လောက်ပဲပြောဘယ်လောက်ပဲတတားအေးယုံမှာမဟုတ်ဘူးကိုတယောက်တည်းတော့စမ်းကြည့်မှကိုယ်တိုင်ကြုံတွေ့ရမှကိုပြက်လုံးနဲ့မြင်မှပတ်ဝန်းကျင်ကပြောတဲ့စကားတွေကမှန်တာပဲအဲ့ကြောင့်မှပဲနောက်တိုင်းရရင်လည်းမထူးတော့ဘူးကိုပါဝတ်ကျွတ်လိုက်ပြီဆိုတာပဲတွေးလိုက်တော့အဲ့ဒါကလည်းအတွေ့အကြုံတစ်မျိုးပဲပတ်ဝန်းကျင်ကလူတွေစာအုပ်ထဲမှာပဲဖြစ်ဘာဖြစ်ဘလောက်ပဲတင်ပေးမတက်ဘူးကိစ္စကတစ်ခါပဲတင်ပေးလိုက်တယ်ဆိုရင်တည်သွားပြီတင်တောင်းချင်းမင်္ဂလာဆောင်ချင်းအဲ့ဒါတွေကလည်းယောက်ျားလေးတယောက်မင်းကိုချစ်လားမချစ်ဘူးလားသူ့အတွက်လှုပ်ထားပေးတဲ့လေးချိန်ခန်းတစ်ခုပဲသူ့ရဲ့exam လေးတစ်ခုပဲဒါလေးကကျတော့မြတ်တာတို့အပေရောင်းနော်ဒါလေးဝယ်မယ်ဆိုရင်ကော်လေးလဲတွဲဝယ်ရမယ်နော်ကော်ဆန်းရမှာမလို့ကော်ရှင်းရင်ကော်ဝယ်စားမလို့ဘူးမြတ်တာတို့တော့ဝယ်ရမယ်မြတ်တာတို့ရဲ့အလောက်ကောင်ပစ္စည်းတွေတော်တော်များများမျိုးအိမ်ကြောင်းဝယ်ချရရင်နော် Facebook page KMW Studio မှာမှာလို့ရရင်နော် TV လာကောင်းရွေး